ကေဘီလို့ပြောလိုက်တာနဲ့ Goblin ဇက်ကနဲ့မင်းသားဂုံယူကိုပထမဆုံးပြင်းမြင်မိကြမယ်လို့ထင်တယ်ဒုကေဘီရဲ့အတိတ်ကမင်းစာပေါ့နော်တကယ်ပဲဂူရီးယားဒုကေဘီကရုပ်ချော်တာလားပေါ့ခေဒရမာထဲမှာတော့မင်းသားဂုံယူလိုမျိုးအရန်ချောတဲ့လူသားပုံစံကိုတွေ့ရပါတယ်တကယ်တော့ယောရိုဘနိုထင်ထားတဲ့လိုမျိုးကိုရီးယားဒုကေဘီကရုပ်ချော်ပါဘူးညမလိုမင်းစားလို့ဘာသာပြန်ထားပြီမဲ့ကိုရီးယားတရားရည်တွေကိုကြည့်မယ်ဆိုရင်ဒုကေဘီကဘလူးလိုကြမ်းတမ်းတဲ့ရုပ်ရည်သွင်းပြင်ရှိပါတယ်မြန်မာဘလူးနဲ့မတူတာကတော့မြန်မာဘလူးတွေကလူသားစားတယ်ဒါပေမဲ့ကိုရီးယားတွေရဲ့ဒုကေဘီကတော့လူသားမစားပါဘူးဒုက္ခရောက်နေတဲ့လူခက်ခဲတဲ့လူကိုကူညီပေးတတ်တယ်ပြီးရင်စားနောက်တက်တဲ့ character ရှိတယ်မင်းစား character ပေါ့နော်စံတန်တဲ့ရုပ်ရည်သွင်းခြင်းရှိပေမဲ့မင်းစားလို character ရှိရဲ့ချစ်စရာကောင်းတဲ့ဘလူးလို့ပြောလို့ရပါတယ်နောက်တစ်ခါဒုကေဘီလို့ကြာရင်ဒီအချက်လေးတွေကိုတတိယလိုက်တော့နော်여러분 안녕